တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျမိတ်ဆွေတို့အတွက်တပတ်စာတဲတော်နဲ့နမိတ်ကဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီမှာအဆုံးအနေနဲ့အလောက်ကန်နေစပြောမယ်ဆိုရင်မိတ်ဆွေဒီအလောက်ကန်လုပ်တဲ့အခါမှာမိမိနေရက်မိမိမြို့ရွာမိမိနေအိမ်ထက်တခြားမှာသွားလုပ်ခြင်းပြောင်းရွှေ့လုပ်ရခြင်းကိစ္စမျိုးကြုံတွေ့ရတတ်ပါတယ်ထိုကဲ့သို့ပြုလုပ်တဲ့ကိစ္စတွေမှာအဆင်ပြေခြင်းအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်။သို့မဟုတ်မိမိကသွားခြင်းပေမဲ့နောက်ဆန်သင်းနေတဲ့ကိစ္စတွေစီတုံချတုံဖြစ်နေတဲ့ကိစ္စတွေဆိုမိတ်ဆွေအောင်မြင်မှုအားနည်းနေပါတယ်ခင်ဗျာ။အိမ်ငိုလွမ်းတဲ့စိတ်တွေလည်းအဝေးကရောက်နေပြီးတော့အိမ်ငိုလွမ်းတဲ့စိတ်တော့အနေငယ်ရှိမယ်။အိမ်ပြန်လာခြင်းတဲ့စိတ်မိဟောင်းဆွေဟောင်းတွေနဲ့တွေ့ခြင်းမြင်ခြင်းတဲ့စိတ်တွေနဲ့ဖိစီးတာမျိုးထိကြံတာမျိုးတော့ဒီတစ်ပတ်တာကာလမှာကြုံတွေ့ရပါလိမ့်မယ်။အိမ်ရောင်းဝယ်ကိစ္စတွေမှာဆိုအဝယ်ကိစ္စတွေအထင်ငေါဖြစ်နေပြီးတော့အစင်မပြေအညံ့ခိုက်လေးတွေရှိပြီးတော့ဝယ်တဲ့ကိစ္စတွေမှာဆိုရင်တော့အစင်ပြေအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်အိမ်ဆောက်ဦးကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်အိမ်ဆောက်ဦးကိစ္စကိုအကောင့်ထဲပေါ်မယ်ဆိုရင်တော့ကောင်းသောစတင်အကောင့်ထဲပေါ်နိုင်မယ်အချိန်ဖြစ်ပါတယ်အလုပ်ရှာဖွေတဲ့ကိစ္စမှာအနီးနားအလုပ်ကိုင်တဲ့အဝေးကအလုပ်ကိုင်တွေကပို့ပြီးတော့အဆင်ပြေအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်ခင်ဗျာပြောရမယ်ဆိုရင်မိမိရက်ကွက်ထက်တခြားရက်ကွက်လေးပေါ့အနေလေးပြောင်းလိုက်တာမျိုးမိမိမျိုးရွာနဲ့တခြားမျိုးရွာကိုပြောင်းပြီးတော့လောက်တာမျိုးဒါမျိုးလေးတွေကပို့ပြီးတော့အရာတဲ့အောင်မြင်ခြင်းဖြစ်မြောက်လွယ်ခြင်းဆိုတဲ့အနေအထားမျိုးရှိပါတယ်ခင်ဗျာဝေးကြီးအနေနဲ့ဆိုလို့ရှိရင်တော့ရုန်းကန်ရတဲ့ကိစ္စမျိုးပင်ပန်းရတဲ့ကိစ္စမျိုးလေးတွေများနေတတ်တယ်ဝေးကြီးရဲ့အထွက်တွေများနေတတ်တယ်လို့ရတာနည်းနည်းထွက်တာများဆိုတဲ့အနေအထားမျိုးလေးတွေတော့ဒီတစ်ပတ်တာကာလမှာကြုံတွေ့ရပါလိမ့်မယ်ရှားဖွေရတာမရဘူးလားဆိုရဒါပေမဲ့အထွက်ကများနေတယ်ပေးစရာရှိတဲ့ကိစ္စတွေဆိုကုန်စင်အောင်မပေးနိုင်ပေနဲ့စိတ်သက်ကြတဲ့စိတ်ဆင်းရဲရတဲ့ကိစ္စမျိုးလေးတွေတော့ကြုံတွေ့ရနိုင်ပါတယ်ပေးစရာရှိတဲ့ကိစ္စတွေထူးထူးကဲ့သို့ဖြစ်ပြီးတော့ရစရာရှိတဲ့ကိစ္စတွေဆိုရင်လို့ရှိရင်တော့ရမယ်ဒါပေမဲ့အနှဲငယ်ကြံတာမျိုးဖြစ်ပါလိမ့်မယ်ကားကြောက်အယောင်းဝယ်ကိစ္စတွေမှာအပြိုင်ဆိုင်အနောက်ဆက်တွေပေါ်ပြီးဖြတ်လို့ဖြတ်စည်းကိစ္စမျိုးတွေကြုံတွေ့ရပါလိမ့်မယ်အမာယွန်းကိစ္စမျိုးလေးတွေစာချုပ်စာတမ်းကိစ္စတွေမှာလည်းကြုံတွေ့ရနိုင်ပါတယ်အခြေရေးကိစ္စနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေကအခြေရေးကိုအလွယ်တကူနဲ့မရတတ်ဘူးရတဲ့ခါကျရင်ခက်ခက်ခဲခဲကြိုးစားပြီးရတတ်တယ်အိမ်တော်ကြီးမှာလည်းအိမ်တော်ကြီးကိုခက်ခက်ခဲခဲနဲ့ကြိုးစားတိဆောက်ရတတ်တယ်ဒီကဲထိုကဲ့သို့ပြုလုပ်ပြီးလို့ရှိရင်မိတ်ဆွေအနေနဲ့အိမ်တော်ကြီးမှာတာယာတည်မြဲခြင်းအခြေရေးမှာခိုင်မြဲခြင်းဆိုတဲ့အနေအထားတစ်ရပ်ကိုမိတ်ဆွေကြုံတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာစက်ပစ္စည်းနဲ့ပတ်သက်လာပြီးတော့စိတ်နှောက်ယှက်ဖြစ်ရမယ်စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အန္တရာယ်ဖြစ်စရာကိစ္စလေးတွေရှိတယ်အဲ့ဒါလေးသတိထားရမယ်စက်ပစ္စည်းအဝယ်မှာအမှားတွေဖြစ်တတ်တယ်စက်ပစ္စည်းဝင်တဲ့ကိစ္စတွေရောင်းတဲ့ကိစ္စတွေမှာအရှုပ်အရှင်းကိစ္စလေးတွေကြုံတွေ့ရတတ်လို့အမှုပတ်နိုင်တဲ့ကိစ္စမျိုးလေးတွေတွေ့ရှိရပါတယ်ဒါလေးတွေကိုအထူးဆင်ခြင်စေလိုပါတယ်လက်ဘက်အနေနဲ့ပွင့်လားမပွင့်လားဆိုတော့လက်ဘက်တော့ပွင့်တယ်ကုံပေါက်တွေများနေတတ်တယ်သားသမီးအောက်လက်ငယ်သားတွေနဲ့ပတ်သက်ပြီးလို့ရှိရင်သားသမီးအောက်လက်ငယ်သားတွေရဲ့အကူအညီထောက်ပံ့ရရှိခြင်းပြောရဆိုရလွယ်ကူခြင်းဆိုတဲ့အနေအထားတည်းတော့ရှိတယ်သားသမီးယေဒနာရလူခြင်းလိုချင်ခြင်းကိစ္စမျိုးတွေဆိုရင်တေချာပေါက်ရရှိခြင်းဖြစ်ပါလိမ့်မယ်သားစုပန်ခြင်းကိစ္စတွေအောင်မြင်ပါလိမ့်မယ်လို့ပြောချင်ပါတယ်ရွှေဝင်ခြင်းလက်ဝက်လက်စားဝင်ခြင်းကိစ္စမျိုးရှိတတ်တယ်လို့အပြစ်အနာစာအပြောက်ရှာလဲကြုံတွေ့ရနိုင်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်လာရင်တပိုင်းတစားဖြစ်တတ်တယ်လို့ပညာရေးမှာအနောက်ရှက်ပေါ်တတ်တယ်မိမိပညာရေးမှာစိတ်ကုန်တတ်တယ်ပညာရေးနဲ့ပတ်သက်ပြီးလုံတဲ့ကင်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်မိမိအနေနဲ့စိတ်သက်ကြပြီးတော့အောင်မြင်မှုနှောင့်နှေးကြံ့ကြာတတ်တဲ့အတွက်ဇွဲလုံးလာလေးအားစိုက်ဖို့လိုအပ်ပါတယ်ပညာရေးနဲ့ပတ်သက်လို့ထိုကဲ့သို့ဖြစ်တတ်တယ်လို့မြေကိစ္စအမွေကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်မိမိဒီတပတ်တာမှာအေးစေးစေးနေတာအကောင်းဆုံးပါသူများကိစ္စကိုကိစ္စတွေဆိုဒီကိစ္စတွေပေါ်လာလို့ရှိရင်ရှောင်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်မြေအယောင်းဝယ်ကိစ္စတွေကိုလည်းရပ်နားထားဖို့လိုအပ်ပါတယ်မိတ်ဆွေအနေနဲ့ဆုံးရှုံးမှုကြီးမားမှာဖြစ်တဲ့အတွက်ကြောင့်မို့ပြောကြားလိုခြင်းဖြစ်ပါတယ်မိတ်တစ်ဆွေတစ်တွေရဲ့အနောက်ဆက်အလိမ်အညာတွေကြုံရလိမ့်မယ်အဲ့ဒါတော့တတိထားပါခီးကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်ရှီတုံချတုံဖြစ်ရတတ်တယ်ခီးမှာသွားကန်တွေအနောက်ရှက်ပေါ်တတ်တယ်ဒါမျိုးလေးတွေကြုံတွေ့ရလိမ့်မယ်ခီးကိစ္စနဲ့ပတ်သက်ပြီးတော့ငွေကြီးအလုံးရင်းနဲ့လုပ်တဲ့လုပ်ငန်း
ကိစ္စဆိုလို့ရှိရင်တော့တနေ့သဘောကြီးတွေအစုလိုက်ပုံလိုက်ကြီးတွေမလုပ်ဖို့လိုအပ်ပါတယ်ငွေကြီးမှာအနဲ့ပတ်သက်ပြီးတော့လုပ်တဲ့ခီးသွားရေးကိစ္စနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုဆက်ရင်မိတ်ဆွေအနေနဲ့ဒီတစ်ပတ်တာကာလမှာပေါ့ပါပဲလှုပ်စေလိုပါတယ်ဒါမှသာမိတ်ဆွေအနေနဲ့အညံ့နဲ့အကောင်းနဲ့ရောထွေးနေတဲ့ကိစ္စမှာတက်တာခြင်းဖြစ်ပါလိမ့်မယ်အဆက်တွေတွေပြတ်တောက်ခြင်းကိစ္စမျိုးတဲ့မိမိဆက်လိုချင်တဲ့ကိစ္စရဲ့မိမိနဲ့ယဉ်နီးမိမိနဲ့ချစ်ခင်နေတဲ့လူတွေနဲ့အဆက်တွေခဏပြတ်တောက်ခြင်းကိစ္စမျိုးလေးတွေလည်းကြုံတွေ့ရတတ်ပါတယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုတော့ကောင်းမွန်ပြီးတော့အောင်မြင်မှုရရှိမဲ့အနေအထားဖြစ်တတ်သလိုငွေကြေးရပိုရရှိမဲ့တပတ်တာဖြစ်တယ်မိမိဝင်ငွေပိုဝင်နိုင်တဲ့တပတ်တာဖြစ်တတ်သလိုနိုင်ငံရဲ့ခြားမှာလုပ်နေတဲ့အလုပ်ကိုင်ကောင်းခြင်းထွက်ဖို့ကိစ္စတွေမှာလည်းအခက်ခဲအကျက်အသက်အနှဲငယ်တာတွေ့ပြီးတော့အောင်မြင်စွာသွားရခြင်းဖြစ်ပါလိမ့်မယ်ထို့နောက်နိုင်ငံရေးခြားနဲ့ပတ်သက်ပြီးတော့မိမိအနေနဲ့လုပ်ငန်းကိစ္စတွေလုပ်နေတဲ့နေရာမှာအထောက်ပံ့ကောင်းတွေအကူအညီကောင်းတွေရရှိမှာဖြစ်ပါတယ်လူမျိုးစားကူညီမဆာကိန်းရှိပါတယ်ခင်ဗျာဝန်ထမ်းတွေနဲ့ပတ်သက်လာရင်ယာရုတိုးသက်ခြင်းငွေရပေါက်ရလန်းများစွာတွေ့ရှိတဲ့နေရာရောက်ရှိခြင်းဆိုတဲ့အနေအထားယာရုဌာနယာရုကိစ္စတွေမှာမိတ်ဆွေအနေနဲ့ကံကောင်းလာခြင်းဆိုတဲ့အနေအထားလေးတွေကြုံတွေ့ရမှာဖြစ်ပါတယ်အမှုဟောင်းအနာဟောင်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီတစ်ပတ်တာကာလမှာအနှဲငယ်ပြန်လဲကြုံတွေ့ရခြင်းဖြစ်ပါလိမ့်မယ်မိတ်ဆွေအနေနဲ့ဖြစ်ပြီးသားကိစ္စတွေကြုံပြီးသားကိစ္စတွေပြန်လဲကြုံတွေ့ရခြင်းပြန်လဲစဉ်းစားခြင်းပြန်လဲပြီးတော့တန်တာခြင်းတွေဖြစ်ပြီးတော့ပြန်လဲကြုံတွေ့ရခြင်းဖြစ်ပါလိမ့်မယ်အမှုဟောင်းအနာဟောင်းတွေပါဒီဘက်တာကာလမှာတောက်ကြသားသမီးတွေအတွက်ကြီးစိုးနေတဲ့အယောင်ကောင်းသောအယောင်ကတော့အနီရောင်ဖြစ်ပါတယ်အပြာရောင်ဖြစ်ပါတယ်ထိုအယောင်တွေကိုမိမိလုပ်ငန်းဆောင်တာကိစ္စမိမိအနေနဲ့ပြောစရာဆိုစရာကိစ္စတွေမှာအဆောင်သဘောမျိုးနဲ့ဝတ်စားစီရင်ခြင်းဆောင်သွားခြင်းအထူးသဖြင့်ပြုလုပ်ခြင်းအပြင်ကံကောင်းမှုကိုရရှိမှာဖြစ်ပါတယ်ဒီတစ်ပတ်တာလုံးမှာမိတ်ဆွေတို့အတွက်အစိုးတွေပျောက်ပြီးအကောင်တွေရောက်ဖို့မိမိလုပ်တဲ့ကင်တဲ့အခက်အခဲအညိုက်ခတ်လေးတွေတက်တာပျောက်ခွင့်မှုဆိုရင်ဒီဘက်တာကာလမှာပေကံရရောချင်းဆိုတဲ့ရေတရားပြုလုပ်တဲ့ကိစ္စမျိုးပြုလုပ်ရမှာဖြစ်ပါတယ်ထိုကိစ္စမှာမိမိအနေနဲ့မတိနားမလဲတဲ့အယူစိတ်မနှံ့တဲ့သူသို့မဟုတ်ကလေးတငယ်တွေကိုလှူဒန်းဒါနပြုပြီးတော့ဆုတောင်းရမှာဖြစ်ပါတယ်ကျွေးမွေးလှူဒန်းခြင်းလိုအပ်တဲ့ဟာလေးကိုကူညီထောက်ပံ့ခြင်းပြုနေရင်းနဲ့ကိုဆုတောင်းခြင်းအပြင်တပတ်တာရဲ့အညံ့ခတ်လေးတက်တာပြီးတော့ကံကောင်းမှုရရှိမှာဖြစ်ပါတယ်မိမိလက်တလုံးမှာကြုံတွေ့နေရတဲ့အခက်အခဲကိုလည်းလေးလေးနက်နက်လူတိုင်းနဲ့ဆုတောင်းခြင်းအပြင်ပြည်လည်သွားမှာဖြစ်ပါတယ်ခင်ဗျာတောက်ကြနေအတွက်ကြီးစိုးတဲ့ကဏ္ဍကတော့4နှစ်ကဏ္ဍနေကြီးစိုးနေပါတယ်ခင်ဗျာမိတ်ဆွေအနေနဲ့ကျွန်တော်ရဲ့ဒီတစ်ပတ်တာဟောပြောချက်မှာကောင်းသောဟောပြောချက်တွေကမိတ်ဆွေတို့အတွက်ဖြစ်ပေါ်စေပြီးမကောင်းသောဆိုးသောဟောပြောချက်များလွဲဖယ်ပါစေခင်ဗျာ